ကျက်တီးထဆရာကောင်းတဲ့မန္တလေးကမြို့ပြဒနာယာရီတစ်ခုကိုအတူတူလေးလာကြည့်ကြမယ်အစီအစဉ်ကနေကြိုးဆိုပါတယ်။ညဘက်တည်းတိရှိဇလန်းလီပဟေးလီဆန်နဲ့အထိဖက်တွေကိုနားထောင်ရတာဝါသနာပါတဲ့သူတွေအတွက်တော့ဒါကတကယ့်ကိုအကြိုက်တွေးစေမဲ့ရှင်းလင်းတင်ပြချက်တစ်ခုဖြစ်မှသိချပါတယ်။ဒါကပစိတ်ရဇဝင်တက်မဟုတ်ဘူးနော်။မန္တလေးမြို့နာကဟိုတယ်အဟန်းတစ်ခုမှာတကယ်ထိပြိုက်ခဲ့တယ်လို့နာမည်ကြီးလဲကြောက်မက်ဖွယ်ဖြစ်ရမှန်အချက်လက်တွေကိုစူးစီးပြီးအသေးစိဖော်ထုတ်တော့မှာပါ။အချိန်က2009ခုနှစ်ကိုပြန်သွားရမယ်။မန္တလေးမြို့နာမှာတော်တော်လေးကိုဟောင်းနွမ်းနေတဲ့ဟိုတယ်ကြီးတစ်ခုရှိခဲ့ဘူးတဲ့။အဲ့ဒီကိုရောက်ဖူးတဲ့အဲ့ဒီကြားမှာလူမသိသူမသိတဘိုးတူထားတဲ့ရေးမထားတဲ့စီကံတစ်ခုရှိတယ်ဒီလား။အဲ့ဒါကဘာလဲဆိုတော့ည7နာရီကျော်သွားပြီဆိုရင်ဘယ်သူမှကိုယ့်အခန်းပင်ကိုမထွက်ရကြတော့ဘူး။ဘာလို့ဒီလောက်တောင်ကြောက်တရားတွေကြီးစိုးနေရတာလဲ။အကြောင်းရင်းကတော့အဲ့ဒီဟိုတယ်ရဲ့တတိယထပ်မှာလူတွေသိမသိတဲ့ကြောက်မက်ဖွယ်လိုအပ်ချက်ကြီးတစ်ခုကကင်းရောက်နေလို့ပါပဲ။အပိုင်းတဲ့အခန်း308ရဲ့လမ်းတာယာရီ။ကဲဒီကောလာဟလာတွေကိုသေချာလေးဝင်ကြည့်လိုက်ရအောင်။ဒီအခန်းမှာတီခိုးပူးတွေတဲ့ကြုံတွေ့ခဲ့ရတဲ့ကြောက်မက်ဖွယ်အဖြစ်3ခုရှိပါတယ်။ပထမတစ်ခုကတော့ဘသူမှမရှိပဲညတိုင်းတကားလာခောက်တဲ့အတန်းဒီကြားရလာပါပဲ။ဖွင့်ကြည့်ရင်ဘသူမှမရှိဘူးလေ။ဒုတိယအချက်ကညတန်းခေါင်ရံမှာရုတ်တရက်ဆိုသလိုပြင်းထန်လွန်းတဲ့မီးလောင်နှံကြီးထွက်လာတတ်တာပါ။နောက်ဆုံးတဲ့အကြောက်ဆုံးကတော့ရေချိုးခန်းထဲကနေမိမကြောက်ရဲ့တနာစရာငိုရှိုက်တန်ကိုကြားရတတ်တာပဲဖြစ်ပါတယ်။ဒီလိုထူးဆန်းလွန်းတဲ့ကိစ္စတွေဆက်တိုက်ဖြစ်လာတော့ဟိုတယ်ပိုင်ရှင်လည်းမတက်တာတော့ပဲအခန်း300စနစ်ကိုအဲ့တယ်လုံးဝမပေးတော့ပဲအပီပိတ်ထားကိုဆုံးဖြတ်လိုက်ရပါတော့တယ်။အပိုင်းနဲ့ကံကြမ္မာဆိုးကိုဖိတ်ခေါ်ခြင်းချွင်းချက်အနေနဲ့ဖြစ်ခဲ့ရတဲ့ညတညဒါပေမဲ့ဟိုတယ်တစ်ခုလုံးအခန်းတွေအကုန်ပြည့်သွားတဲ့ညတညမှာတော့အဲ့ဒီဓာတ်မြစ်ထားတဲ့စီကန်းကိုချိုးဖောက်မိပြီးကံကြမ္မာဆိုးကိုဖိတ်ခေါ်မိရတာထိတ်သွားခဲ့ပါတယ်။အဲ့ဒီညရဲ့အချိန်စရာကိုတစ်ချင်းလောက်လေ့လာကြည့်ရအောင်။တန်းကောင်ရဲ့အချိန်ရောက်တော့ဟိုတယ်မှာအခန်းကတစ်ခန်းမှမရှိတော့ဘူး။ဒါကိုဧည့်သည်တယောက်ကတညပဲအိမ်မှာမို့လို့ပါဆိုပြီးအတင်းတောင်းဆိုတာနဲ့နောက်ဆုံးတော့ပိတ်ထားတဲ့အခန်း310နှစ်ကိုပဲဖွင့်ပြလိုက်ရတယ်။အရာတော့ကတာမှန်ပါပဲ။ဒါပေမဲ့မနက်2နာရီလောက်ရောက်တော့အဲ့ကျိုကောင်တာချီကိုကြောက်လန့်တကြားဆက်လာတဲ့ဖုံးတကောဝင်လာခဲ့တယ်။ဒီဖုံးကြောင့်ငှက်ဆောင်လူငယ်လေးအောင်ခန့်နဲ့လုံခြုံရေးဝန်ထမ်းတယောက်ဟာအခန်း310နှစ်စီကိုအပြေးလွှားသွားခဲ့ကြရပါတော့တယ်။ဒီနေရာမှာတကယ်ကိုစက်တိထားเสียကောင်းတာကဧည့်သည်ရဲ့ဖုံးဆက်တဲ့စကားလုံးတွေပါပဲ။ညီလေးအခန်း3ရက်နေ့ကမှရေချိုးခန်းထဲမှာတယောက်ယောက်ရှိနေတဲ့တဲ့။တစ်ချက်လောက်စဉ်းစားကြည့်ပါဦး။ဧည့်သည်ကရေချိုးခန်းတစ်ခါကိုအပြင်ကနေတေချာတော့ခတ်ထားခဲ့တာနော်။ဒါပေမဲ့အဲ့ဒီတော့ခတ်ထားတဲ့ရေချိုးခန်းအထက်ဘက်ကနေတယောက်ယောက်ကတကားကိုလာခောက်နေတယ်ဆိုတဲ့အတိအဘလောက်တောင်လန်းစရာကောင်းလိုက်မလဲ။အပိုင်း3တော့ခတ်ထားတော့ရေချိုးခဲအခုကျွန်တော်တို့လည်းလုံခြုံရေးတွေနဲ့အတူအခန်း300စနစ်ကိုဝင်ကြည့်ကြတာပေါ့အဖြစ်ပြက်ကိုအစင်လိုက်ပြန်ကြည့်မယ်ဆိုရင်ကြောက်လန့်တကြားဖြစ်နေတဲ့ဧည့်သည်ကပိတ်ထားတဲ့ရေချိုးခန်းတကားကိုလက်ညှိုးထိုးပြတယ်လုံခြုံရေးကတကားနားကိုတဖြည်းဖြည်းတိုးသွားပြီးလက်ကိုတွားကင်လိုက်တယ်ပြီးတော့တကားလက်ကင်ကိုဖြည့်ချင်းစီလှည့်လိုက်တယ်အားလုံးအသက်အောင်ထားရတဲ့အချိန်မှာပဲနောက်ဆုံးတော့တကားကြီးဟာဖြည့်ချင်းပွင့်သွားပါတော့တယ်အထက်မှာပါရမီရှိနေမလဲအန်တော်ဆရာကောင်းတာကဘာမှမရှိပါဘူးရွှေချိုးခါးထဲမှာဘသူမှမရှိနေပါဘူးအားလုံးတပင်းချက်လိုက်မိမယ်အချိန်ပေါ့ဒါမဲ့ဒါခဏတာလေးစားထားတဲ့လုံခြုံမှုတစ်ခုဆိုတာကိုတော့အဲ့ဒီအချိန်ကဘသူမှမသိခဲ့ကြပါဘူးဒါကဘာကိုတက်တယ်ပြနေလဲဆိုတော့တကယ်အကျုပ်တရားအစင်မှန်ကအခုမှစတင်တော့မယ်ဆိုတာပါပဲရေချိုးခန်းထဲမှာလူတယောက်မှမရှိပေပဲရေချိုးခန်းမှန်ပေါ်မှာရေစက်တင်နဲ့ရေးထားတဲ့စာတစ်ကြောင်းကရုတ်တရက်ပေါ်လာခဲ့ပါတယ်အဲ့ဒီစာကတော့မီးပူတယ်ဆိုတဲ့စာထားပါပဲအပိုင်း4အမောင်ထဲတွင်ပိတ်မိခြင်းအဲ့ဒီချိန်မှာပဲအခန်းထဲကမီးလုံးနဲ့အကူလုံးရုတ်တရက်ပိတ်ကျသွားပြီးအခန်းကြီးတစ်ခုလုံးမောင်ငေးသွားပါတော့တယ်တစ်ချိန်ထဲမှာပဲပြင်းထန်လွန်တဲ့မီးလောင်နှံကြီးကအခန်းတစ်ခုလုံးဖုံးလွှမ်းသွားလို့ဧည့်သည်ဖီသူကတော့ကြောက်လန့်တကြားနဲ့အခန်းပြင်ကိုပြေးထွက်သွားပါတော့တယ်ဒါပေမဲ့ညဆောင်အောင်ခန်းကတော့အခန်းထဲမှာခဏကြံရစ်နေခဲ့တယ်အဲ့ဒီလုံးဝအမောင်ကျနေတဲ့အချိန်မှာတူတော့ကြောပဲတဲ့စီကနေမိမတယောက်ရဲ့ခတ်တိုတော့အကြံလေးကိုကြားလိုက်ရပါတယ်ကျမမထွက်နိုင်သေးဘူးတဲ့အောင်ခန့်တယောက်နော်ခိုလှည့်ကြည့်လိုက်တဲ့အခါမြင်လိုက်ရတဲ့မြင်ကွင်းကတော့တက်ကဲကိုအိမ်မဆိုးပါပဲကိုတင်ဘေးမှာရက်နေတဲ့မိမတယောက်သူမရဲ့စံပင်တွေကအရှိကြီးနဲ့ဖိုတီဖတ်တီဖြစ်နေပြီးတကူလုံးမှလည်းပြင်းထန်လာတဲ့မီးလောင်တန်ရာတွေကအပြည့်ပါပဲအကြောက်ဆုံးကတော့သူမရဲ့မျက်လုံးတွေပါအဖြူသားလုံးဝမရှိပဲအနက်ရောင်အတီးဖြစ်နေတာပါအဲ့ဒီမိမကအောင်ခန့်ကိုစိုက်ကြည့်ပြီးဖြည်းဖြည်းချင်းပြုံးပြနေခဲ့ပါတယ်ပြီးတော့သူမမနှုတ်ကနေထွက်လာတဲ့နောက်ဆုံးစကားကတော့အခန်းကပိတ်သွားပြီတဲ့
ဒါအသိရှင်လည်းလွတ်မြောက်နိုင်မဲ့လမ်းစားကိုအပီးတိုင်ပိတ်ချလိုက်တဲ့အတန်ပါပဲ ဒီတော့အရေးကြီးဆုံးအချက်ကဘာလဲဆိုရင်ဒီစကားဆုံးတာနဲ့တပြိုင်နက်ကျင်းဆိုတဲ့အတန်ကြီးနဲ့အတူလေးလံလာတဲ့အခန်းတကားကြီးဟာအလိုလိုဆုံးပိတ်သွားခဲ့တာပါပဲအောင်ခန်းတယောက်အခန်းထဲမှာအသေးပိတ်မိသွားခဲ့ပါပဲအခင်မမရောက်နေတဲ့လုံချုံရေးတွေလားတကားကိုဘလို့ပဲအတင်းဖွင့်ဖို့ကြိုးစားလုံးဝကိုဖွင့်လို့မရတော့ပါဘူးအပြင်ကလူတွေကြားနေရတာကတော့အထဲကနေအတန်ကိုအော်ဟစ်နေတဲ့အောင်ခန်းရဲ့အတန်တွေပဲဖြစ်ပါလေ အပိုင်းကကျွမ်းချန်ရက်တော်ဝိညာဉ် တညာလုံးအော်ဟစ်တန်တွေကြားနေရပေမဲ့မူးလင်းသွားတဲ့နောက်နေ့မနက်မှာတော့အရာလုံးကခြောက်ခြားပွေရတိတ်ဆိတ်သွားခဲ့ပါတယ်တကားကသူ့လိုပြန်ပွင့်လာလို့အထဲကိုဝင်ကြည့်လိုက်တဲ့ချိန်မှာတော့အခန်းထဲမှာအောင်ခန့်မရှိတော့ပါဘူးသွေးဆက်လေးတစ်ဆက်ဘာတဲလွန့်စမှလုံးဝကိုကြမ်းမနေဟဲ့ပါဘူးညဆောင်လူငယ်လေးတယောက်လုံးလေထဲအမွေပြန်သွားတယ်လို့လုံးဝပျောက်ကွယ်သွားခဲ့တာပါအခန်းထဲမှာဘာမှမရှိတော့ပေမဲ့ရေချိုးခမ်းမှန်ပေါ်မှာတော့အစ်စ်ထပ်ပေါ်လာတဲ့စာတစ်ကြောင်းရှိနေခဲ့ပါတယ်အဲ့ဒါကတော့နောက်တစ်ယောက်ရောက်လာပြီဆိုတဲ့စာသားပါပဲဒီစာသားကအောင်ခန့်တဲ့ကံကြမ္မာကိုအတီးပြုတ်ပေးလိုက်တယ်လို့နောက်ထပ်သားကောင်တွေကိုစောင့်မြုံနေတယ်ဆိုတာကိုပါရင်ညွှဲနေတာမို့တကယ့်ကိုကြောချမ်းစရာပါပဲ ကဲဒီအဖြစ်ပြတ်တွေရဲ့နောက်ဆက်တွဲကိုစစ်ကြည့်ရအောင်အင်းဒီကြောင့်မဲ့ဖွေရလီကစပြီးဟိုတယ်ပိုင်ရှင်ဟာအခန်း300စနစ်ကိုထားရအပြီးတိုက်ပိတ်ထားလိုက်ပါတော့တယ်ဒါပေမဲ့မန္တလေးမြို့မှာတော့ဒီကောလာဟလာတွေဟာအခုထိပျောက်ကွယ်မသွားပါဘူးယနေ့အချိန်ထိဟိုတယ်အဟောင်းကြီးရှေ့ကနေညဘက်ဖြတ်သွားဖြတ်လာလောက်တဲ့သူတွေဟာတတိယထပ်ပြင်းပေါက်ကနေအောက်ကိုငုံကြည့်နေတယ်မီးလောင်နေတဲ့မိမတောင်ရဲ့ပုံရိပ်ကိုတခါတည်းမင်းတွေ့နေရဆဲဖြစ်တယ်လို့ဆိုပါတယ် ဒီဖြစ်ရမှန်တန်တရားတွေကိုလိလာအပြီးမှာတော့ကျွန်တော်တို့ခေါင်းထဲမှာစဉ်းစားစရာမိခွန်းတစ်ခုကြံခဲ့ပါတယ်အခုချိန်ထိထာဝရပိတ်ထားဆဲဖြစ်တဲ့အဲ့ဟိုတယ်ခန်းထဲကိုတစုံတစ်ယောက်ကများမှိုင်းဝင်းပြီးဝင်ရောက်မိခဲ့ရင်ဘာဆက်ဖြစ်မလဲနောက်တစ်ယောက်လို့ခေါ်ဆိုခံရမယ့်သူဟာဘယ်သူများဖြစ်လာမလဲတကယ်လို့များခီးတိုင်းဟိုတယ်ဟောင်းတစ်ခုမှတီးခိုးရတဲ့အခါကိုခန့်နမက်ကဒုမြစနေများဖြစ်နေမလားဆိုတာတတိထားကြည့်မိကြဖို့တိုက်တွန်းရင်ဒီကနေ့ရှင်းလင်းတင်ပြချက်ကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်